ခါတော့ငါမိမပြိုလေးတောင်းရောက်ရေကန်ထဲမှာရေစော့နေကြတယ်။အိုးရေချိုးနေရတော်လောက်ပြီ။အခုအိမ်ပြန်ကြရအောင်။ငါချမ်းလာပြီ။သူတောင်ပြောလိုက်တာနဲ့တပြိုင်နက်တမိုင်းတို့ကသူ့အပေါ်လက်နဲ့ရေဝိုင်းပတ်ကြရတယ်။ရေရောက်ထဲကနေတစုံတယောက်ရဲ့အတန်ကိုနှိုးကကြားလိုက်ရတော့ကြောက်လန့်သွားတယ်။မျက်စိတမိတ်တွင်မှာပဲထူးဆန်းတဲ့အင်အားတစ်ခုကနှိုးကိုရေရောက်ထဲကိုစသက်ချသွားခဲ့တယ်။ရေထဲကနေအတန်ကျဲကြီးထွက်လာတဲ့အခါပါလက်နဲ့တမိုင်းရတို့ကနောက်လက်ကြည့်လိုက်ကြတယ်။အဲဒီအချိန်မှာနှိုးရဲ့စပင်တွေကိုပဲမြင်လိုက်ရပြီးခဏချင်းမှာပဲပြက်ကွယ်သွားတော့တယ်။ဟာနှိုးကဘယ်ရောက်သွားရလဲ။နင်ဘာမှလဲ။ကြည့်ငါသိတယ်နင်ငါတို့ကိုနောက်နေရမလား။ငါတို့စိတ်ပူအောင်လုပ်နေပါနဲ့ထွက်လာခဲ့ပါတော့။တမိုင်းရပြောနေတာဘာမှအထိပ္ပယ်မရှိတော့ဘူး။ဘာလို့လဲဆိုတော့နှိုးကပျောက်ဆုံးသွားပြီမို့လို့ပါ။ဖာလက်နဲ့တမိုင်းရတို့ဟာအရာအလုံးဆုံးရှုံးသွားသလိုရက်နေမိကြတယ်။တမိုင်းရတတိမွေးစက်မှာဒီရေထဲမှာဘလောက်ကြာရက်နေမှာလဲ။ငါတို့ကံမော်တက်ပြီးတယောက်စီကအကူကြီးတောင်းရမယ်။မဖြစ်ဘူး။ငါဒီကိုငါတငယ်ချင်းနဲ့တူလာခဲ့တာ။သူနဲ့အတူတူပဲရေထဲကနေပြန်ထွက်မယ်။သူပြန်မလာမချဲငါမသွားဘူး။ဖာလက်ကတတိမွေးပြီးသူ့ကိုရေထဲကနေဆွဲထုတ်လာခဲ့တယ်။ငါပြောတာတခြားနားထောင်။သူကန်ထဲမှာပျောက်သွားတာ။နောက်ဆုံးမှာသူ့စပင်ကိုငါမြင်လိုက်ရတယ်။သူငါတို့ကိုတခုခုပြောဖို့ကြိုးစားနေပုံရတယ်။အခုငါတို့မှာနီလန်တစ်ခုပဲရှိတော့တယ်။ငါတို့အာကိုရီရဲ့အကူအညီကိုယူရမယ်။သူ့စကားကိုကြားတော့တမရဟာအတွင်းနဲ့ရာကနေနိုးလာသလိုဖြစ်ပြီးသူမကဘသူ့အကူအညီကိုပြောရလဲ။ဟိုအာကိုရီပဲ။အာကိုရီနင်ဘယ်လိုတွဲလိုက်တာလဲ။ဟုတ်တယ်။ငါတို့အဲ့ဒီအာကိုရီရဲ့အကူအညီကိုယူရမယ်။နင်မှာတခြားနီလန်ရှိသေးလို့လား။မရှိဘူး။ဒါပေမဲ့အခုတော့သူ့ကိုခေါ်ပြီးမှပဲငါအိမ်ပြန်မယ်။တမရကဖာလနဲ့အတူအဲ့ဒီကနေထွက်လာခဲ့တယ်။လမ်းမှာတမရရဲ့အဖေနဲ့ဆုံကြတယ်။ဟဲ့သမီးတို့ဘယ်သွားလို့လဲ။သမီးကိုရှာနေရဘလောက်လောက်ကြာပြီလဲ။အဲ့ရဖာတော့ငါဘာပြောခဲ့လဲ။မှတ်မိသေးလား။မှတ်မိရဲ့အဖေ။သမီးမနှက်ပြန်မင်္ဂလာဆောင်ရမယ်ဆိုပြီးထွက်လာခဲ့တာ။ဒီနေ့ကတငယ်ချင်းတွေနဲ့နောက်ဆုံးညနေခင်းပဲလေ။ဟုတ်တယ်သမီး။အခုတော့နောက်ဆုံးညနေခင်းကိုကုန်ဆုံးစေရပြီ။လာအခုအိမ်ပြန်ကြရအောင်။နေ့အဖေနဲ့လိုက်သွားပါ။မင်္ဂလာဆောင်မဲ့ပြင်ဆင်အောင်မယ်မလား။ငါနူးကိုရှာပြီးတော့ခေါ်လာခဲ့မယ်။ငါနေ့ကိုတယောက်တည်းမလွတ်နိုင်ဘူး။ငါလိုက်မယ်။ဒါပေမဲ့ဘယ်လိုလုပ်မလဲ။နေ့မင်္ဂလာဆောင်ကမနှက်ပြန်လေ။မိသားစုဝင်တွေနဲ့တခြားလူတွေကိုဘယ်လိုပြောမှလဲ။ဘာတိုးပြောနေကြရလဲ။ကဲအိမ်ပြန်ကြရအောင်။သမီးဖာလက်သမီးလည်းအိမ်ပြန်တော့သမီးအဖေစိတ်ပူနေလိမ့်မယ်။တမရအဖေကသူ့သမီးကိုအိမ်ပြန်ခေါ်သွားပြီးတမရမှာဘာမှမတက်နိုင်ခဲ့ပါဘူး။ဖာလက်ကတော့အတွင်းနဲ့နေပြီးတမရထွက်သွားတာကိုကြည့်နေမိတယ်။သူ့စိတ်ထဲမှာလုံးဝမကောင်းပါဘူး။သူနူးပြောက်ွယ်သွားတယ်အဲ့ဒီကန်နာမှာပဲသွားထိုင်နေမိတယ်။ငါတယောက်တည်းဘာလုပ်ရမလဲ။ဒီကန်ထဲကိုပဲခုံချလိုက်ရမလား။သူခုံချတော့မဲ့အချိန်မှာပဲတစုံတစ်ယောက်ကသူ့လက်ကိုဆွဲလိုက်တယ်။ကန်ထဲခုံချမယ်ဆိုရင်တူတူခုံချကြတာပေါ့။အာဂိုရီပြောခဲ့တာကဒီကန်ဟာရေကန်ကြီးတစ်ခုလေ။အခုငါတို့အထက်ကိုသွားရမယ်။နင်ဘယ်လိုဖြစ်လို့ရောက်လာတာလဲ။နတ်ပြန်မင်္ဂလာဆောင်လေ။နင်မိသားစုကိုဘယ်လိုပြောပြီးထွက်လာတာလဲ။ငါအဲ့ဒါနောက်မှပဲပြောပြတော့မယ်။မနက်ကျရင်တော့ငါတို့ဒီကန်ထဲပြန်ထွက်လာမှာပါ။အခုမျက်စိမိတ်ပြီးအသက်ကိုဆွန်းစားလိုက်ရအောင်။တငယ်ချင်းတွေရောက်လက်ချင်းချိတ်ပြီးကန်ထဲကိုခုံချလိုက်ကြတယ်။အောက်ကိုဆင်းသွားရင်အသက်ရှူရတာကျက်လာတယ်။အဲ့ဒီအာဂိုရီလိန်ပြောတာပဲ။ဒီကန်အစ်စ်ပဲ။ဒါရေကန်ကြီးမဟုတ်ဘူး။ဒီမှာရေတွေပဲရှိတာ။အခုငါတို့သေတော့မှာပဲ။ဖះသခင်ကိုပဲသတိရလိုက်ကြအောင်။ရေထဲမှာရုန်းကန်ရင်သူတို့ရေအောက်ထဲကိုနက်နက်ဆင်းသွားပြီးခန္ဓာကိုယ်တွေကကျမ်းမြင်ကိုထိသွားတယ်။အဲဒီနောက်မှာအလင်းရောင်ထဲမှာခံတက်လိုမျိုးကြီးမားတန့်ရှင်းတဲ့အင်ဂျီတစ်လုံးရှိနေတယ်။ရေအောက်ထဲမှာဒီလိုတခြားကမ္ဘာတစ်ခုရှိနေရလား။ဒါဘလို့ဖြစ်နိုင်မှာလဲ။ဒါတွေကတကယ်ပဲရေကန်ထဲကလူတွေလား။ဒါဆိုရင်ငါတို့ရဲ့နူးအသက်ရှင်နေပြီးဒီအိမ်ထဲမှာရှိနေတာပေါ့။လာအမြန်သွားပြီးကြည့်ကြအောင်။သူတို့နှစ်ယောက်စလုံးခန္ဓာထဲကိုအမြန်ဝင်သွားကြတယ်။အဲဒီမှာမျက်နှာဖုံးအမဲဆွတ်ထားတဲ့လူတစ်ယောက်ရှေ့ကိုထွက်လာတယ်။အိုးမင်းတို့တွေကနူးကိုရှာဖို့အတွက်ကဘာမြေကနေလာကြတာပေါ့။ဟုတ်တယ်။ရှင်ဘလို့သိတာလဲ။ပြီးတော့ရှင်ကဘာတူလဲ။ငါတို့တငယ်ချင်းမမလည်းသိလား။သူဒီကဘာမှာပိတ်မိနေတာမလား။ငါလည်းလိုက်ခဲ့ပါ။သူတို့နှစ်ယောက်စလုံးဟာအဲ့လူနောက်ကလိုက်သွားဖို့ကလွဲပြီးတခြားနည်းလည်းမရှိတော့ပါဘူး။အထက်ကိုရောက်သွားတော့အခန်းထဲမှာဘယ်ပေါက်ကမှအလင်းဝင်တော့သူတို့မှောင်ကျသွားတော့တယ်။ဒီအမောင်တို့ကိုမြင်တော့ဖာလက်ကအကျယ်ကြီးအော်ဟစ်လိုက်တယ်
ရှင်ဘသူလဲငါတို့ဒီကနေထောက်ပေးပါငါတို့ဆရာနေဘာလို့ကျင်တာလဲငါတို့တငယ်ချင်းရောခမာထားတာလေတရားရောကဲကြပါဦးငါတို့ထောက်ပေးပါသူတောက်လျှောက်အော်ဟစ်နေပေမဲ့လမ်းပြစီကဘာဖြေးမှပြန်မလာပါဘူးပါလက်ရဲ့ခေါင်းနဲ့မူးလာတယ်မောင်လုံးလုံးတမရကဖာလက်ကိုမမြင်ရသလိုဖာလက်ကလည်းတမရကိုမမြင်ရပါဘူးပါလက်တက်တီမွေးပါငါတို့ဒီလူတွေကိုရှောင်းလို့မဖြစ်ဘူးငါအားရကုန်နေပြီအသက်ရှူလို့မရတော့ဘူးသူဒီလိုပြောပြီးရနဲ့ဖာလက်ကသတိလစ်ပြီးမြေမော်လဲကျသွားတယ်သူလဲကျသွားတဲ့အတန်ကိုကြားတော့တမရကအမှောင်ထဲမှာသူ့ကိုလိုက်ရှာတော့တယ်တမရကဖာလက်ရှိရာကိုစမ်းတဝါးဝါနဲ့သွားပြီးသူ့ခေါင်းပုတ်တက်ပေးနေတယ်အမှောင်တို့ပြီးရင်အလင်းလာမယ်လို့လူတွေကပြောကြတယ်ငါတို့အဲ့အလင်းကိုရှာရမယ်တမရကအဲ့ဒီကနေထွက်ဖို့အဆောင်အောင်စူးစမ်းပေမဲ့ချော့လို့မရခဲ့ပါဘူးထလာခဲ့ကြတခင်မကမင်းတို့ကိုခေါ်နေတယ်လာခဲ့ကြတခင်မအဲ့ဒီတခင်မကဘာတူလဲလမ်းပြကဘာအပြန်မပြောပါဘူးတမရကဖာလက်ကိုတွဲပြီးအပြင်ကိုထွက်လာခဲ့တယ်ညလုံးကိုအပြေးဝဖွင့်လိုက်တဲ့အခါသူတို့နှစ်ယောက်စလုံးမြင်ရတာကိုမယုံနိုင်အောင်ဖြစ်သွားကြတယ်။နူးကရစပလင်အကြီးကြီးပေါ်မှာထိုင်နေတာပါ။ငါတငယ်ချင်းကိုတွေ့ပြီ။ဒီမှာတော့ငါတို့မှာစာလောင်လာရောအမှောင်လို့ကြရောအခြေအနေတွေစိုးနေရ။နေကတော့ဒီမှာတောတောင်တက်တာထိုင်နေတယ်ပေါ့။နေကဘလို့တငယ်ချင်းမျိုးလဲငါတို့လာတော့မကြည့်ဘူး။ငါဒီမှာနေလာတာအနှစ်20ရှိပြီ။နေကအသက်20တောင်မပြည့်သေးဘူးလေ။နောက်ဆရာမဟုတ်ဘူး။အခုတော့အိမ်ပြန်ကြအောင်ဟာအားလုံးစိတ်ပူနေကြလိမ့်မယ်ဒီနေ့ကတမရရဲ့မင်္ဂလာဆောင်လေပါလိုက်ရဲ့စကားတွေကနူးအပေါ်ဘာတက်ရမှုမှမရှိခဲ့ပါဘူးဒါကြောင့်တမရကစိတ်တူသွားပြီနူးနောက်နေရတော်လာပြီရွာကိုပြန်ကြရအောင်ငါကြောက်လာပြီတမရကနူးရဲ့လက်ကိုကန်လိုက်တာနဲ့တပြိုင်နက်နူးကသူ့ကိုအားနဲ့တွန်းထုံးလိုက်လို့တမရကအဝေးကိုလွင့်ပြီးလက်ကျသွားပါတော့တယ်နင်တို့နှစ်ယောက်ကငေါနောက်ကိုဒီထိလိုက်လာရအောင်ယူနေကြတာပဲတိတ်အယုံလွယ်တဲ့လူအတွေနင်တို့ဒီလောက်တောင်နားမလဲကြဘူးလားဒါကငါ့လက်ကွက်တွေကတခုပဲငါနင်တို့တွေကိုဒီကိုခေါ်လာတာကြည်စံအခုတော့နင်တို့ငါ့ရဲ့ထောင်ချောက်ထဲမှာပိတ်မိသွားပြီငါဒါအောင်နားမလည်နိုင်တော့ဘူးနင်ကဘလို့ဖြစ်လို့ဒီလောက်တောင်မိုက်မဲရတာလဲနင်ဘာလုပ်ချင်တာလဲရှင်းရှင်းလင်းလင်းပြောစမ်းပါတ냐နေပြီးရဲ့နောက်ဒီမှာကြီးမားလှုပ်ဝက်ချက်တစ်ခုရှိနေမှငါနားလည်ပါပြီပြောစမ်းပါနင်ရဲ့လှုပ်ဝက်ချက်ကဘာလဲနင်တကယ်ပဲငါ့ရဲ့အမှန်တရားကိုသိချင်တာလားဟုတ်တယ်ဒါကလွန်ခဲ့တဲ့အနှစ်20ကဖြစ်ရပေါ့အမေကြည့်ပါဦးအပြင်မှာတယောက်ကအမေကိုခေါ်နေတယ်ဟေးဘာလို့လဲသူ့ကိုအထက်ခေါ်လိုက်လေသူကအိမ်ကြီးချင်းလေမနက်ကန်သူတို့အိမ်မှာမင်္ဂလာဆောင်ရှိတယ်အဲ့လူတွေရောက်နေတာသူတို့ကအမေကိုမင်္ဂလာဆောင်ဖိတ်ဖို့လာထင်တယ်မဟုတ်ဘူးမေသူကအမေနဲ့တခုကိုပြောချင်လို့တဲ့အေးငါသွားကြည့်လိုက်မယ်လို့ပြောပြီးတကားဝါကိုသွားလိုက်ပါတယ်မိုဒတ်စ်ကတကားဝမှာရပ်နေတယ်။အချဲဝင်မအောင်။တာရီကမိုဒတ်စ်ကိုအထဲကိုခေါ်လာခဲ့တယ်။ကျွန်တော်အရေးကြီးတာပြောကြတခုရှိတယ်။ကျွန်တော်သားရဲ့မင်္ဂလာဆောင်မှာရုတ်တရက်ကောင်မလေးကဖျားပြီးသေသွားတယ်။အိုးဖျားသခင်ဒါကဘလို့ဖြစ်ရတာလဲ။ကြည့်ပါဦး။သေခြင်းတရားဆိုတာဖျားသခင်လက်ထဲမှာပဲရှိတာပါ။အခုရွာသားတွေပြောနေကြတာကဒီမင်္ဂလာဆောင်မှာပျော်ရွှင်မှုပါမလာဘူးတဲ့။ဒါကြောင့်ပဲကောင်မလေးကသေသွားရတာတဲ့။ကျွန်တော်တို့သားအတွက်မင်္ဂလာစကားပြောဖို့အိမ်တော်များများကိုသွားခဲ့ပေမဲ့ဘသူကမှသဘောမတူကြဘူးဟုတ်ပါတယ်ရှင်တို့ပြောတာမှန်ပါတယ်ဒါဆိုဘာလို့ဘသူကမှသူတို့သမီးကိုရှင်တို့အိမ်ကိုမပေးချင်ရတာလဲမသိပါဘူးဗျာဒါကြောင့်ပဲကျွန်တော်အမေတို့အိမ်ကိုလာခဲ့တာနူးကိုကျွန်တော်သားနဲ့လက်ထပ်ပေးမလားဆန္ဒရှိရင်ညင်းလို့လည်းရပါတယ်ငါဒီမင်္ဂလာဆောင်အတွက်အစင်းသင့်ပါပဲဒီလိုနဲ့နူးနဲ့ရှန်တို့လက်ထပ်ခဲ့ကြတယ်တနေ့မှာနူးကရှမ်းကိုစောင့်ရင်အိမ်မှာထိုင်နေတယ်။အဲ့ဒီချိန်မှာရှမ်းရဲ့တငယ်ချင်းဘဲဝန်းရောက်လာတယ်။ရှမ်းကအိမ်ပြန်နှက်ကြတယ်။မနက်စောစောထွက်သွားတယ်။အိမ်မှာဘယ်သူမှမရှိဘူး။အိမ်ကြီးကလည်းဒီလောက်အကျယ်ကြီး။အခုကျမသာအိမ်ပြန်သွားရင်ဒီအိမ်မှာဘယ်သူကြံခဲ့မှာလဲ။ဟုတ်ပါပြီ။မကြီးရဲ့ကံကြမ္မာကပြောင်းလဲသွားပြီ။ဒီလောက်အိမ်ကြီးအိမ်ကောင်းရဲ့ချွေးမဖြစ်လာတာပဲ။ဒါနဲ့မကြီးဒီလောက်ပတ်စံအများကြီးနဲ့ထွက်ပြေးဖို့စိတ်ကူးမျိုးမရှိဘူးလား။နူးကရီမောလိုက်ပြီးအိုးသူ့ပတ်စံနေနဲ့ကျမကဘယ်ကိုပြေးရမှာလဲသူ့ပိုင်ဆိုင်မှုတွေအားလုံးကကျမရဲ့ပိုင်ဆိုင်မှုပဲလေသူ့မှာကျမကလွှဲရင်ဘယ်သူမှရှိရမှာမဟုတ်ဘူးသူ့ရဲ့ဖေးဆုံးသွားကြတဲ့ကတာဝန်တွေအားလုံးကသူ့ပခုံးပေါ်ရောက်နေတာ
ဘဲဝန်းကအဲ့ကနေထွက်လာပြီးအိမ်ပြန်ရောက်တော့သူ့ညီငယ်ဆိုဟန်ကိုငါကနူးကိုလက်ထပ်မယ်လို့တွေးထားတာဒါပေမဲ့နူးရဲ့အမေကကွက်တီနေရာမှန်ကိုရွေးလိုက်တာပဲသူကရှမ်းနဲ့လက်ထပ်လိုက်ရတယ်နူးသူ့နာမည်ကအဲ့ဒီအတိုင်းပဲသူ့မျက်နှာကအဲ့ထက်တောင်ပိုပြီးတော့တောက်ပသေးတယ်ငါတို့မိမကသူ့ရှေ့မှာအစေခံမလို့ပဲဟဲ့အကိုကြည်စမ်းမအောင်အခုကျွန်တော်ကတော့ကျွန်တော်တန်တဲ့မိမကိုရထားတာပဲအကူကဘာဖြစ်လို့ဒီလောက်တောင်မနာလို့ဖြစ်နေရတာလဲနူးအကြောင်းရောသူ့မင်္ဂလာဆောင်ရောသူ့ခင်မွန်အကြောင်းရောကျွန်တော်ဂရုမစိုက်ဘူးအကူကဘာလို့ဒီလောက်တောင်စိတ်နှောက်ယှက်ဖြစ်နေရတာလဲဘဲဝန်းကထူးဆန်းတဲ့မျက်နှာပေးနဲ့အပြင်ကိုထွက်သွားတယ်သူ့အိမ်တင်ကိုထွက်လာပြီးတနေရာမှာထိုင်နေမိတယ်ငါသဘောကျတဲ့ကောင်မလေးကငါ့အိမ်ရှိတက်တဲ့မာရင်လက်ထပ်သွားတာသူသာအဝေးမှာဆိုရင်သူ့ရဲ့ပျော်ရွှင်မှုကငါ့ကိုထိခိုက်မှာမဟုတ်ဘူးသူမျက်စိရှိမှရင်သူ့ရဲ့ချစ်သူကတခြားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာတခြားတစ်ယောက်နဲ့ရှိနေတာကိုသူမြင်နေရတယ်အဲ့ဒီအချိန်မှာအိမ်ကိုအေးစစ်စစ်လက်လျှောက်ပြန်လာတဲ့ရှမ်းကိုမြင်သွားတယ်ဒါကအေးချမ်းမှုပဲဟုတ်တယ်လက်ဆံရောမိမရောနှစ်ခုလုံးကောင်းတဲ့အခါလူတစ်ယောက်ရဲ့မျက်နှာမှာအေးချမ်းမှုတွေပေါ်လာတာပဲကျွန်တော်တို့ကတော့ဒီလိုအေးချမ်းမှုကိုတော့မှရမှာမဟုတ်ဘူးဒါပေမဲ့ဒီရှမ်းရဲ့ပျော်ရွှင်မှုကိုတော့ငါသိမခံနိုင်ဘူးဘယ်ဝန်းကသူ့ရဲ့ဒေါသကိုမထိန်ချုပ်နိုင်တော့ဘူးသူထိုင်နေရရင်ထပြီးရှမ်းရဲ့ခေါင်းကိုအုတ်ခမ်းနဲ့ထုလိုက်တယ်ဒါကြောင့်ရှမ်းကတစ်ချက်တည်းနဲ့လဲကျသွားတယ်ခဏချင်းမှပဲသူကရှမ်းရဲ့ခေါင်းကိုအုတ်ခမ်းနဲ့ကြိမ်ကြိမ်ထုလိုက်လို့ရှမ်းရန်တိတ်ဆုံးသွားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲနူးဟာသူ့ခင်မုံပြန်လာမှာကိုတကောင်ကမှဆရာထက်တန်စွာတောက်နေခဲ့တာအခုထိဘာလို့မရောက်သေးရလဲရှမ်းအခုတိုင်ဆိုရောက်တဲ့နေပြီငါတကယ်စိတ်ပူနေပြီတွားကြည့်အောင်ပါပဲနူးကအိမ်ကနေထွက်ပြီးရွာလန်းတွေတာရှောက်လာခဲ့တယ်အဲ့ဒီအချိန်မှာဘယ်ဝန်းကရှမ်းရန်နီးမှာရက်ပြီးအိုးဖျားသခင်ငါဘာတွေလုပ်မိသွားတာလဲဒီကောင်သေသွားပြီငါခုဘာလုပ်ရမလဲသူကရှမ်းကိုထားခဲ့ပြီးထွက်ပြေးဖို့ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနူးကပြေးပြီးရောက်လာတယ်ဘယ်ဝန်းနင်ကငါ့ခင်မုံကိုတတ်လိုက်တာလားဒါမဖြစ်နိုင်လားရှင်ကျမကိုထားမသွားပါနဲ့哦ရှင်ကျမအစောရှောက်မခံနိုင်ဘူးဒီလောကမှာရှင်ရလွယ်ရင်ကျမမှာဘယ်သူမှမရှိတော့ဘူးကျမရဲ့အိမ်တော်ကြီးဘဝပျက်စီးလို့မဖြစ်ဘူးချပါအောင်ချပါအောင်သူအသိပြန်ဝင်လာရင်ငါ့ကိုတခြားပေါက်အပြစ်ပေးလိုက်မယ်ဒီကိစ္စအတွက်တခုလုံးမဖြစ်မယ်သူဘာလို့ရမလဲစဉ်းစားပြီးတော့စုဟန်ရဲ့အိမ်ကိုပြေးသွားတယ်စုဟန်ဟေးစုဟန်တကားဖွင့်စမ်းပါဘာဖြစ်လို့လဲအကိုဘာလို့ဒီလောက်တောင်တုံးလုံးနေရတာလဲငါရှမ်းအောင်တတ်လိုက်ပြီဟမ်ဘာလို့လဲအကိုဘာလို့အဲ့လိုလုပ်ရတာလဲအချိန်မရှိတော့ဘူးမနဲ့မိုးမလင်းခင်လူတွေမနှိုးခင်အမြန်လုံးမဖြစ်မယ်ငါလည်းလိုက်ခဲ့ဒါနဲ့ကျွန်တော်ဘယ်ကိုလိုက်ရမှာလဲနိုးကငါသူ့ရဲ့ခင်မုံကိုတတ်တာမြင်သွားပြီသူငါ့ကိုတခြားပေါက်အပြစ်ပေးလိုက်မယ်သူ့ဘာတတ်ပြရမယ်အကိုဘာပြောနေရလဲလူတတ်မှုတစ်ခုပေါ်မှာနောက်တစ်ခုထပ်လုပ်မယ်ဟုတ်လားဒါတွေကလွယ်ရများမှတ်နေလားမင်းလုံးနိုင်ပါလေငါတယောက်တည်းတော့ဘယ်သူမှမတတ်နိုင်ဘူးကောင်းပြီအကိုပြောသမျှကျွန်တော်လုပ်ပါမယ်အကိုကိုကယ်ဖို့ဆိုရင်တော့ဘာလို့ဆိုလုပ်ပါမယ်သွားကြရအောင်သူတို့နှစ်ယောက်စလုံးရှမ်းနဲ့နူးရှိရာကိုရှောက်လာကြတယ်သူတို့ကိုမြင်တော့နူးကနေရာကနေထားရက်လိုက်တယ်ဘယ်ဝန်းနင်ကငါခင်မုံကိုတတ်လိုက်တယ်ငါနင့်ကိုအသက်ရှင်လည်းမထားဘူးပြောစမ်းပါငါခင်မုံမှာဘာအပြစ်ရှိလို့လဲဘာအပြစ်မှမရှိပါဘူးငါအမှန်တိုင်းပြောတာပါနူးငါသူ့ကိုတတ်ဖို့ရည်ရွယ်ချက်မရှိပါဘူးဒါပေမဲ့ငါဒေါသထွက်ရင်စိတ်ကိုမချုပ်တင်းနိုင်ဘူးငါမင်းကြီးစီကိုသွားမယ်ငါခင်မုံအတွက်တရားမျှတမှုရှာမယ်ကြည်စံနေအဲ့ဒီကိုသွားလို့မရဘူးသူဒါကိုပြောလိုက်တာနဲ့ဘယ်ဝန်းကနူးကိုအုတ်ခဲနဲ့စပြီးထုပါတော့တယ်အခုတော့ဘယ်ဝန်းကဆိုဟာနဲ့သူ့ကိုဆွဲခေါ်သွားပြီးရေကန်တော့အောင်ယူသွားပါတယ်ပြီးတော့သူ့ကိုကန်ထဲကိုပြစ်ချလိုက်ပါတယ်အကိုသူတည်သွားပြီမလားသူ့ခင်မွန်းတော့အုတ်ခဲတစ်လုံးနဲ့ရင်တည်သွားတာပဲဒါမိန်းကလေးတယောက်ပဲလေသူကြဆင်းသွားရင်းနဲ့ကန်ရဲ့အောင်ဆုံးမှာခံတဲ့တခါဝနာမှာသွားတင်နေတယ်သူပြုတ်ကြတာနဲ့အဖောက်တယောက်ကပြေးလာတယ်အဖောက်ကငါသူ့ကိုကယ်ရမယ်အဖောက်ကနူးကိုခဏတည်းခေါ်သွားပြီးသူ့တရားတွေကိုစစ်ထည့်ပေးပါတယ်ဒါပေမဲ့နူးရဲ့အခြေအနေကအရန်စိုးရင်ရတယ်အခုတော့ငါ့ရဲ့စွမ်းအားကိုတောင်းရတော့မယ်လူတယောက်ကဆန္ဒတွေမပြည့်ပဲတည်ဆုံးသွားရင်သူ့ဝိညာဉ်ကငြိမ်းချမ်းမှုမရဘူးအဖောက်ကမျက်စိမိတ်ပြီးတစ်ခုခုရွတ်ဖတ်ပါတော့သူရွတ်ဖတ်လိုက်တာနဲ့စလုံးတချို့ကလေထဲမှာပြန်ဝင်လာပြီးနူးရဲ့ခန္ဓာကိုယ်ထဲဝင်သွားတယ်
မျက်လုံးမဖွင့်နိုင်တဲ့နူးဟာခဏအတွင်းမှာပဲဒဏ်ရာတွေပြတ်ကွင်းသွားပြီးထထိုင်လိုက်တယ်။ကျမဘယ်မှာလဲ။ရှင်ကဘာလုပ်လဲ။ကျမသိနေရလား။ကျမရှင်နေရလား။မင်းရဲ့အသက်ကခဏလေးပဲကြံတော့တာ။ငါမင်းကိုမှော်စွမ်းနဲ့ချိတ်ဆက်ပေးလိုက်ပြီ။မင်းအသက်ရှင်နေတယ်ဆက်ရှင်နေမယ်။မင်းရဲ့ဘဝနေ့ရက်တွေကဒီနေ့မှနှိမ့်မြုပ်သွားပြီ။မင်းရဲ့အသက်ကလည်းကြီးမလာတော့ဘူး။ဆိုလိုတာကမင်းရဲ့အသက်ကဒီနေ့မှရက်တက်သွားပြီ။မင်းအသက်20ပဲ။အမြဲတမ်း20ပဲဖြစ်နေလိမ့်မယ်။အခုကစပြီးမင်းရဲ့ကျင်နာမှုတွေကိုစွန့်လွတ်ပြီးငါရဲ့ဒီအမောင်ကဘာမှနေရမယ်။ဒီမှာကအလင်းရောင်အလှပနဲ့တန်ရောစနေမရှိဘူး။အမုန်းတရားနဲ့စွမ်းအားရရှိရဲ့။မင်းလိုချင်တာကိုသူ့စီကနေလွတ်ယူနိုင်တယ်။ကျမဘဝရဲ့အလင်းရောင်ကခင်မိုးနဲ့တူကုံဆုံးသွားပါပြီ။အခုကစပြီးကျမရဲ့တစ်ခုလေးသောရည်မှန်းချက်ကအဲ့ဒီဘယ်ဝင့်ကိုအဆုံးစီရင်မှုပဲ။အဲ့ဒီနောက်မှာတော့သူကဒီအမောင်တို့ရဲ့သခင်မဖြစ်လာပြီးကမ္ဘာမြေကိုပြန်လာခဲ့ပါတယ်။သူကဖာလာဒိုနဲ့တငယ်ချင်းဟန်ဆောင်ခဲ့တာကဘယ်ဝင့်ကိုသူခံစားခဲ့ရတဲ့နာကျင်မှုမျိုးပြန်ပေးဖို့ပါပဲ။ရင်တို့ရဲ့အဖေကအားလုံးကိုလှုပ်ခဲ့တာ။ငါဒီအမောင်တို့ထဲမှာ20နေလာတာ။ရင်တို့ကတညတဲ့နေ့တောင်ဒီလောက်နေမကောင်းဖြစ်နေရင်ငါအချင်းတွေကဘလို့ရှိမလဲ။ဆိုဟန်ငါအဖေအခုငါတို့ဘာဆက်ပြောရမလဲ။နင်းလို့ရှိရင်ငါတို့ကိုအချိန်မီတတ်နိုင်ပါတယ်။ဘယ်ဝင့်ကရေကန်နားမှာရက်နေတယ်။အာဂိုရီကသူ့အနားမှာရှိနေတယ်။ခမည်းသမီးကျွန်တော်စီလာခဲ့တယ်။သူကဒီကဘာလေးကိုသွားချင်တာ။ကျွန်တော်လွန်ခဲ့တဲ့အနှစ်20ကလောက်ခဲ့တဲ့လောက်ရကြောင့်ကျွန်တော်သမီးကဒီကဘာလေးကိုဝင်သွားခဲ့ပြီ။အခုကျွန်တော်ဘာလုပ်ရမလဲ။ကျွန်တော်မိမနဲ့သမီးရဲ့ရောက်ခမတွေကိုဘာပြန်ပြောရမလဲ။အကိုအမားလုံးမိရင်ပြင်ရမှာပေါ့။အိုးဘလို့ပြင်ရမှာလဲ။နူးကတေးသွားပြီ။သူလာသက်ရှင်နေကျွန်တော်သူ့ကိုတောင်းပန်မှာပါ။နူးကသက်ရှင်နေတယ်။သူကခမည်းရဲ့သမီးတွေကိုသူ့ကဘာလဲခေါ်သွားပြီ။အခုသူခမည်းသမီးတွေကနေတဆင်ခမည်းကိုဂလစားချေတော့မယ်။အာဂိုရီကဘယ်ဝင့်ကိုအားလုံးပြပြလိုက်တယ်။ဟုတ်ပြီ။အခုငါသမီးတွေကိုကဲချင်ရင်ငါအဲ့ဒီကန်လောကကိုသွားရမယ်။ငါသမီးတွေကိုအဆုံးရှုံးမခံနိုင်ဘူး။နူးကိုငါတောင်းပန်မယ်။သူငါ့ကိုခွင့်လွှတ်လိုက်မယ်။ကျွန်တော်လည်းကိုနဲ့လိုက်မယ်။ကျွန်တော်သမီးလည်းအဲ့ဒီမှာရှိတာပဲ။သူတို့နှစ်ယောက်စလုံးခဏချင်းမှာပဲကန်လောကကိုရောက်သွားကြပြီ။နူးရဲ့ခြေမှာဝတ်တွားလိုက်ကြတယ်။ကျွန်တော်တို့ကိုခွင့်လွှတ်ပါ။ကျွန်တော်တို့အမားလုံးမိပါတယ်။ဘယ်ဝင့်ကသူ့ခြေမှာဥညွတ်နေတာကိုမြင်တော့နူးကအဲ့အနှစ်20ကိုပြန်ပြီးတတိယသွားတယ်။နူးတယောက်အတွင်းနဲ့နေခဲ့တယ်။အဲ့အချိန်မှာပဲဘယ်ဝင့်ကနူးရဲ့ခြေထောက်ကိုဆွဲလက်လိုက်ပြီးသူ့လက်ဘင်းကိုကန်ကပြောလိုက်တယ်။ကဲနေကအဲ့နေ့ကအသက်ရှင်လည်းမလွတ်ခဲ့ပဲနဲ့အခုငါသမီးတွေကိုဒီကိုခေါ်လာရင်ငါကနင်းချေမှာဝတ်သွားပြီးတောင်းပန်နေမယ်လို့ထင်နေရလား။ဘယ်ဝင့်ကသူ့နှာခေါင်းတုပ်ပြီးလှုပ်ကြံလိုက်တယ်။အဲ့ဒီအချိန်မှာပဲတမိုင်ရကလမ်းပြစီကဓာတ်ကိုလွတ်ယူလိုက်ပြီးအဲ့ဒီဓာတ်နဲ့ပဲသူ့ဘခင်ရဲ့လက်ဘင်းကိုသူ့ကိုယ်တိုင်နှိပ်ဖြတ်လိုက်တော့တယ်။ပြီးတော့သူ့ကိုယ်တိုင်ပဲဒူးထွန်းထိုင်ချလိုက်တော့တယ်။သမီးတယောက်ရဲ့တာဝန်ကိုကျမမကြေပွန်ခဲ့ရင်တော့လူသားတယောက်ရဲ့တာဝန်ကိုတော့ကျမကြေပွန်ထမ်းဆောင်ခဲ့ပါပြီ။ဒါပေမဲ့ဒီနေ့ကစပြီးငါဘဝရဲ့ကြာရှိတဲ့အချိန်တွေကိုဒီအမောင်မှုထဲမှာပဲနေထိုင်ပြီးငါ့ဘုံကအပြစ်ပေးတော့မယ်။လူတယောက်ဟာဘာပဲလုပ်လို့သူ့ရဲ့သားသမီးတွေကဒီဘဝမှာပြန်ပေးဆက်ရတယ်လို့တွေးမိကြတယ်။ငါလည်းဒီအနှစ်20အတွင်းမှာအဆိုးအဝါးဆုံးကြေမွားခဲ့ရပါပြီ။ဝမ်းနည်းမှုတွေအားလုံးကိုအောင်ရင်သိခံနေရခြင်းမှာဒီအပိုင်းအတွင်းမှာနေကငါ့ကိုတငယ်ချင်းတယောက်ရဲ့မေတ္တာကိုပေးခဲ့တယ်။အဲ့ဒီမေတ္တာကိုပဲငါနဲ့တူယူဆောင်သွားပြီးဒီဘဝကနေလွတ်မြောက်ချင်ပြီ။အခုတော့ငါခင်မုန်းနဲ့ဆုံးချင်ပြီ။အဖွားကိုရုပ်ဖက်ခဲ့တဲ့မန္တန်တွေကိုပဲနူးကပြန်ရွတ်လိုက်တယ်။ဖြည်းဖြည်းချင်းနဲ့အဲ့ဒီစလုံးတွေကသူ့ခန္ဓာကိုယ်ထဲကနေပြန်ထွက်သွားပြီးနူးလည်းသိဆုံးသွားခဲ့ပါတယ်။သူ့ရဲ့ကဘာကြီးလည်းချုပ်ငင်းသွားခဲ့ပါပြီ။ဆိုဟန်ပါလာနဲ့တမိုင်းရတို့ဟာရေကန်ထဲကနေကဘာမြေမော်ကိုပြန်လာကြတယ်။ငါတို့ဘလို့ဖြစ်ပြီးတော့ဒီကိုရောက်လာတာလေ။အဲ့ဒီကဘာကိုအဖွားကနူးကိုပေးခဲ့တာလေ။အခုနူးကသူ့ဘာသာသိချင်းတရားရွေးချယ်လိုက်တဲ့အတွက်အဲ့ဒီကဘာကြီးပျက်စီးသွားပြီးငါတို့အပြင်ပြန်ရောက်လာတာ။သူတို့ရဲ့မျက်လုံးတွေကအဲ့ဒီရေကန်ထဲမှာပဲနူးကိုလိုက်ရှာနေမိပါတယ်။သူတို့ရဲ့ကဘာတစ်ခုလုံးအဲ့ဒီရေကန်ထဲမှာပဲဆုံးရှုံးသွားသလိုမျိုးပေါ့။သူတို့ရဲ့မျက်ဝန်းတွေကနေမျက်ရည်တွေစေးကျနေခဲ့ပါတော့တယ်။